ကျွန်တော်တို့ game ဆော့တဲ့အခါဒါမှမဟုတ် animation တွေကိုကြည့်တဲ့အခါကျရှင်တချို့ရဲ့ပုံရိပ်တွေအခါရဲ့ပုံမှာပုံဆွဲထားမျိုးပြားချက်နေမျိုးတချို့ကျတော့စစ်တိုင်းပေါ့နော်မျိုးကြွနေတာမျိုးကျွန်တော်သိထားမိမယ်တူတယ်အဲ့ဒီက game တော့လို့ပါတယောက်ဖြစ်ချင်တယ်သို့မဟုတ်ကျွန်တော် game ကမြန်မာဗီဒီယိုကြည့်ပြီး game ဖန်တီးတဲ့ဟာစိတ်ဝင်စားတဲ့ဆိုရှင်ဒီမျိုး art style တွေဒီမျိုးပုံစံတွေကိုဘာတွေကာချလဲဆိုတာသိထားဖို့အရင်အရေးကြီးတယ်ပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ 2D ပုံနဲ့ 3D model တွေအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ dimension တစ်ခုမှာဘာတွေကွာလဲဘယ်အချိန်မှာဘယ်လို style တွေသုံးဆိုတဲ့ဟာကိုဒီဗီဒီယိုမှာအဖြစ်ရှာကြည့်ကြရအောင်ကျွန်တော်နာမည်တော့ညံကျော်ပါ gaming ကမြန်မာနေပြန်လိုက်ကြည့်လိုက်အရင်ဆုံး 2D လို့ခေါ်တဲ့ 2 dimension နဲ့အကြောင်းပြောကြအောင်2 dimension နဲ့ဆိုတာကတော့ကျွန်တော်အတရားနဲ့အနံရှိတဲ့ဒီ flat ပုံရိပ်တွေပေါ့နော်ဒီလိုကြက်ပြပုံရိပ်တွေကျွန်တော်ပြောတာစာရေးပေါ်မှာပုံဆွဲလိုမျိုးပေါ့လို့ရှိရင်လည်းမှာဆိုရှင်ကျွန်တော်ငငယ်တုန်းကကြည့်ခဲ့ရတဲ့ Disney ရဲ့ The Lion King ဒါမှမဟုတ် Studio Ghibli ကဒီ straight away လိုမျိုးရုပ်ရှင်တွေကဆိုရှင်ဂျီကားပုံစံနဲ့ 2D တက်ရိုက်လို့ပြောရှင်မှာမဟုတ်ပေါ့နော်ရုပ်ရှင်တွေမှာလိုမျိုးပဲကျွန်တော် game တွေထဲမှာဆိုရှင် Cat Hut လို classic cartoon style လိုမျိုးဒါမှမဟုတ်တော်တော်နာမည်ကြီးတဲ့ game ဖြစ်တဲ့ Hollow Knight လိုမျိုး game မှာဆိုရှင်အမှောင်ပေါက်သွားတဲ့ဒီ 2D တက်ရိုက်ကိုကျွန်တော်တို့တွေ့တယ်အဲ့တော့ 2D ရဲ့အားသာချက်ကတော့ artistic freedom လို့ပဲပြောရအောင်ပေါ့နော်စာရေးပေါ်မှာကိုဆွဲကျင်တဲ့ပုံကိုစတိုင်ကြကြစိတ်ကြိုက်ပုံပေါ်လို့ရတယ်ဒါပေမဲ့သူ့မှာကဘာမရှိလဲဆိုလို့ရှိရင် 3D မှာလိုမျိုးဇက်ဝင်ယူမပါဘူးဇက်ဝင်ယူမရှိတဲ့အတွက်ကြောင့် player တွေကဘေးတိုင်းသို့မဟုတ်အပေါ်အောက်ပဲသွားလို့ရတယ်ဒါကတော့ 2D မှာမရှိတဲ့ limitation တစ်ခုပေါ့ဒါပေမဲ့လည်းအခုခေတ်မှာဒီမျိုး 2D ရဲ့မပြောက်သွားဘဲနဲ့ retro style တွေ indie game မှာဒီလိုမျိုးတွေနဲ့အောင်မြင်နေတာတွေကိုလည်းတွေ့နေရတယ်ဒီမှာလမ်းကြုံပြောမယ်ဆိုလို့ရှိရင်ကျွန်တော် game maker မြန်မာမှာ 3D modeling နဲ့ game development ပညာရေးကိုအခြေခံအစပြီးသင်ကြားပေးနေတဲ့ video course လေးရှိရပေါ့နော်ကျွန်တော် game maker မြန်မာ Facebook page ဒါမှမဟုတ် game maker မြန်မာ website ကနေတစ်ဆင့်လာရောက်ဆက်သွယ်လို့ရပါတယ်အကယ်၍ မိတ်ဆွေကလည်းကိုယ်ပိုင်ဖန်တီးရတဲ့ game ရှိတယ်အဲ့ဒါအောင်မှနိုင်ငံခြားတွေဘက်ချောင်းမှာ publish လုပ်ရှင်နေဆိုလို့ရှိရင်ကျွန်တော် game maker မြန်မာမှာလာရောက်စူးစမ်းလို့ရပါတယ်ကဲနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင် 3D ပဲဖြစ်ပါတယ်ဒီ 3D dimensional ကအလျားရဲ့အနံရဲ့အပြင်မှာအနက်ဆိုတဲ့ဇက်ဝင်ယူပေါ့ကျွန်တော်တို့နီးသလားဝေးသလားဆိုတဲ့အနက်ပါလာပေါ့နော်အဲ့ကြောင့်မို့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီ 3D dimension မှာဒူးတွေပါတယ်လို့ကျွန်တော်ပြောလို့ရအောင်ပြောရမယ်ဆိုလို့ရှိရင်ဒီ object တစ်ခုလူပညာတစ်ခုကိုပတ်လေလိုက်ကြည့်လို့ရတဲ့ပုံစံမျိုးကိုပြောတာပေါ့အဲ့တော့ရုပ်ရှင်ထဲမှာဆိုလို့ရှိရင်1995ကထွက်ခဲ့တဲ့ Toy Story ကနေစပြီးတော့အခုခေတ်ဆိုလို့ရှိရင် Spider-Man Across the Spider-Verse လား comic ဆန်နဲ့ 2D ဆန်ပေမဲ့ 3D နဲ့ဖန်တီးထားတာတွေတွေ့ရပါတယ်ဒီနေ့ထဲမှာဆိုလို့ရှိရင်လက်ကျော်တော့ဟိုတစ်ခါမှထွက်ခဲ့တဲ့ Black Myth Wukong တို့ GTA 5တို့ Cyberpunk 2077ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရာဝတ္ထုတွေ realistic ဖြစ်ပြီးသူတို့မှာရုပ်ကြွလို့ဖြစ်တာပေါ့နော်ပြောချင်တာသူတို့မှာဇက်ဝင်ယူပါတယ်သင်ချာမှာဆိုရှင် X ဝင်ယူ Y ဝင်ယူပြီးရှင်ဇက်ဝင်ယူဆိုပြီးတော့ပါလို့မျိုးပေါ့အဲ့ဒီမှာပြဿနာစတာပဲကျွန်တော် 2D မှာဆိုလို့ရှိရင်ဇက်ဆိုတဲ့အနက်ဝင်ယူမပါဘူးเนาะ 3D မှာကျတော့ဝင်ယူတစ်ခုပို့လာတဲ့အတွက်ကြောင့်ဖန်တီးရတဲ့ဘိုင်းမှာလည်းတော်တော်ရှုပ်ထွေးလာသလို computer resource တွေလည်းပိုစားလာတော့ game တွေမှာဆိုရှင်ပို့ပြီးတော့လေးတယ်ပေါ့အဲ့လိုပဲပြောဒါပေမဲ့ဒီမှာထူးဆန်းတဲ့ဟာတွေကျွန်တော်ညှက်ပြီးပြောချင်တာကတော့ 2D လည်းမဟုတ်ပဲနဲ့ 3D လည်းမဟုတ်ပဲနဲ့ဂျားတွေက 2.5D ပေါ့အဲ့တော့ကျွန်တော် game တွေထဲမှာဆိုလဲ 2.5D ရှိတယ်သူကဘယ်လိုမျိုးအလုပ်လုပ်တာလဲပေါ့တကယ်တော့ 2.5D ဆိုတဲ့အကြောင်းကပြောစရာအများများပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်လုပ်ပေးမယ် 2.5D ဆိုတာပြောရတာနည်းနည်းထူးဆန်းတယ်လို့ပါလို့ねသူကအဓိကတော့ 2D နဲ့ 3D ဂျားတွေကကစားနည်းတစ်ခုပြောတာ 2.5D game မျိုးစားတွေရှိတယ်ပထမဆုံးပြောမယ်ဆိုရှင် Metroid Dread တို့ဒီ game ထဲမှာဆိုရှင်ဇက်ကောင်တွေရန်သူတွေရဲ့ပေါင်ခြင်းကဒီ 3D model တွေနဲ့တိစောက်ထားတယ်ဒါပေမဲ့ကစားသမားက Mario လိုပလေးတိုင်း side scrolling လိုပဲသွားလို့ရတာဒါကို 3D ရုပ်ကြသုံးထားပေမဲ့ gameplay က 2D gameplay ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါကို 2.5D game ဆိုပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကတော့ Prince of Persia The Lost Crown လိုမျိုးပေါ့ဒီ game မှာ 3D graphic ကိုသုံးထားတဲ့အတွက်ကြောင့် camera အလှည့်ပြောင်းနေမှာအရင် cinematic ဆန်ပြီးတော့လှပနေအောင်တွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်ခုနပြောခဲ့လို့ပဲကစားသမားရဲ့သွားလာတဲ့ movement တွေက 2D platform မှာဆို game များအပေါ်အောက်ပဲသွားလို့ရတဲ့အတွက်ကြောင့်အခုကိုကျွန်တော် 2.5D ဆိုပြီးတော့ပြောလို့ရတယ်အဲ့တော့အခုဆိုလို့ရှိရင် pattern လေးတွေတွေ့နေမိတယ် 3D ဆိုပေမဲ့ 2D လိုပဲ solve ရပုံစံမျိုးပေါ့နောက်တစ်ခုတော့ထပ်ပြောမယ်ဆိုရင် Little Nightmare လိုမျိုးဒီ game က 2.5D game မျိုးစားလို့ပြောရှင်လည်းမပါဘူးကျွန်တော်ကစားသမားကဘေးတဲ့သွားရလို့မကောက်ဘူးအခန်းရဲ့အနက်တွေတွေပါကျွန်တော်ရှောက်သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်း तू က 3D game လိုမျိုးမှာကင်မရာကိုစိတ်ကြိုက်လှည့်လို့မရပဲနဲ့သတ်မှတ်ထားတဲ့ဒီ 2D plane ကြားပုံမှာပဲလိုက်ပြီးတော့ရွေ့ရှာပြောကြရင်ကင်မရာဘေးညာအပေါ်အောက်လောက်ပဲသွားရပေါ့နော်အရှိနောက်ပဲသိနေတော့အဲ့တော့ကြောင့်သူ့ကိုလည်းကျွန်တော်တို့ 2.5D ဆိုပြီးတော့ထပ်ပြောလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ 2.5D ဆိုတဲ့ game ကအရင်ပြောမယ်ဆိုရင်ဒီ 3D game တွေကိုမှကျွန်တော်တို့ 2D လိုမျိုးကင်မရာရွေးရှာတဲ့ side scrolling လုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာကိုယ့်လိုကစဉ်းစားနေလောက်တယ် character က 2D character ဖြစ်ပြီးတော့ environment ကြီးက 3D လိုဖြစ်နေမှာဥပမာဆိုလို့ရှိရင်ငငယ်တော့ဆော့ခဲ့တဲ့ Pokemon လိုမျိုးပေါ့ပေါင်ကြီးက 3D ဖြစ်ပြီး character 2D လိုဖြစ်နေတယ်အဲ့မျိုးကြောင့်ကျွန်တော် 2.5D လို့ပြောလို့မရဘူးသူတို့နာမည်ပေးရတဲ့ဟာမျိုးရှိသူတို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင် HD 2D ဆိုပြီးတော့သူတို့နာမည်ပေးရတယ်သူတို့ art style ဆိုလို့ရှိရင်လည်းတော်တော်မိုက်တယ်ဒါကကျွန်တော် filler လေးနဲ့ပဲပြောတာဒီအကြောင်းနဲ့ပြောရှင်လည်းကျေပြန့်လဲအဲ့အတွက်ကြောင့်
ကျွန်တော်တို့ဒီ 2.5D နဲ့ HD2 တွေအကြောင်းကိုနောက်တဲ့ဗီဒီယိုမှာထပ်ပြောကြမယ်။မိတ်ဆွေဆိုရင်ရော game တွေဖန်တီးပြမယ်ဆိုလို့ရှိရင် 2D မျိုး game မျိုးစားရွေးမှာ 3D ကိုရွေးမလားပေါ့နော်။ဒီမှာတော့ summary ရပြောမယ်ဆိုလို့ရှိရင် 2D ရဲ့ game development အတွက်ဆိုလို့ရှိရင် 3D ချက်စားရှင်အချိန်အကြာကြီးသိပ်ပေးစရာမလိုဘူး။ကိုတယောက်တည်း develop လုပ်မယ် solo developer အတွက်ဆိုရှင်တော်တော်အဆင်ပြေတဲ့ 2D pipeline လို့ပြောရမှာမဟုတ်ဘူးပေါ့။အဲ့တွေ့ကြကိုက 3D လိုမျိုး fee ပေးခြင်းနဲ့ triple A လောက်တော့အရင်မကွာနဲ့ပေါ့နော်။ပြောရမယ် low poly mid poly လောက်နဲ့ဆိုရှင်တော့ 3D ကိုကွာဘူး။ဒါပေမဲ့စက်ဝင်တစ်ခုပါလာတဲ့အတွက်ကြောင့် development လုပ်တဲ့နေရာမှာခက်ခဲလိမ့်မယ် programming logic အရာရော asset တွေ 3D model တွေကိစ္စတွေရော environment လုပ်တဲ့ဟာတွေရော level တွေရောပေါ့နော်နောက်ပြီးတော့လည်း 3D က 2D ချက်စားနည်းနည်းလေးကိုယ်ပြပြီးတော့လာတယ်လို့ထင်ကြပါဘူး 2D မှာလည်းသူအာသာချက်တွေရှိတယ်အဲ့တော့ကိုယ် game နဲ့ line မဲ့အရာကိုရွေးဖို့ပဲကျွန်တော်အကြံပြုပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောမယ်ဆိုရှင်ကျွန်တော် 2.5D ဆိုတာကလက်တကျ graphic တွေနဲ့အလင်းမောင်နဲ့သုံးချတာပြီး 2D လိုမျိုးရိုးရှင်းတဲ့ထိန်းချုပ်မှု movement တွေကိုပေါင်းစပ်ထားတဲ့အမှုပညာတစ်ခုလို့ပြောရင်မမှားဘူးပေါ့နော်အဲ့တော့ဒီလိုမျိုး game ဖန်တီးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ထပ်ပြီးတော့သိချင်တယ်ကြည့်ရှုချင်တယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ဒီ game maker မြန်မာ Facebook page YouTube တော့နေပြီးတော့ like follow ကျွန်တော် subscribe လုပ်ထားဖို့မမေ့ပါနဲ့အဲ့ဒါလေးကိုကျွန်တော်တိုက်တွန်းပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲ bye bye